အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါတော့လေနော်ကငပိရီကျိုကိုရိုးရိုးမကျိုးပဲနဲ့ငပိရီလေးကိုပစုံလေးနဲ့ပြန်ချက်ထားပါရဲ့ရှင်ငရုတ်သီးလေးဆက်ဆက်လေးထည့်ပြီးလဲချက်ထားပါရဲ့ရှင်ပြီးတော့တို့စရာအစုံနဲ့ကစရွံကြော်လေးနဲ့ပေါ့နော်အသားမပါဘဲနဲ့ဒီရိုးရိုးဟင်းတွဲဆက်လေးကိုဒီနေ့ရောပြင်ထားပါတယ်ရှင်ပထမဦးစွာငရုတ်သီးစိမ့်နဲ့ကြက်တံဖြူလေးတွေကိုအခုလိုလှော်ပါမယ်ငရုတ်သီးစိမ့်ရကိုစားနိုင်တဲ့လောက်ထည့်ပါနော်ပြီးတော့ရင်တော့ငပိရီကျိုးလေးပါကျိုးပြထားပါရဲ့ရှင်ဒီပူးလေးကလေဒူဘိုင်းမှာလွယ်လင်းတကူဝင်လို့ရရဲ့အန်ချိုဗီဆိုတဲ့ sauce လေးပဲဖြစ်ပါရဲ့ရှင်ဒီပူးလေးကလေမြန်မာငပိရီကျိုးအတိုင်းပဲရပါရဲ့ရှင်တော့ကုံသွားလို့ရေးလေးနဲ့ထည့်ပြီးတော့ကျင်းပြီးတော့ပေါ့နော်ဆက်ပြီးတော့ကျိုးလိုက်ပါရဲ့ဒီနေရာကိုကျိုးရဲ့နေရာမှာလေကိုကစားလေးနဲ့ထည့်ပေးရပါရဲ့ရှင်သူကအငန်ရတာလုံးဝမပါပါဘူးเนาะပြီးတော့ရင်တော့စနင်းမုံလေးများများလေးလည်းထည့်ပြီးမှပို့ပြီးတော့စားကောင်းပါရဲ့ရှင်ပြီးတော့ပစုံလေး5ကောင်လည်းတော့ကအခုလိုမျိုးလေးဒဲဝမီပူလေးတိုက်ပြီးတော့ပြင်ဆင်ထားလိုက်ပါတယ်ဒါကြီးအားလုံးပြီးသွားပြီဆိုရင်တော့ငပိရီကျိုးကိုစပြီးချက်ပါမယ်ရှင်ငပိရီကျိုးစချက်ဖို့တော့ပထမဦးစွာကြက်သွန်အနေကိုအခုလိုမျိုးစပြီးတော့စီတက်ပါမယ်ကြက်သွန်အနေလေးတွေကနုံးလာရဲ့အထီကိုစီတက်ပေးပါမယ်ရှင်ကျွတ်စရာအောင်မလိုပါဘူးเนาะကြက်သွန်အနေလေးတွေအခုလိုအနေထားရပြီဆိုရင်ကိုကအယောင်တမုံလေးများများလေးထည့်ပြီးတော့အယောင်လေးလှအောင်ထည့်ပေးရပါရဲ့ရှင်ဒီကြက်သွန်နဲ့လေးအယောင်တမုံအနက်လေးနဲ့မှုေးလာတဲ့အချိန်မှာတော့ကိုကငရုတ်သီးစိမ့်လေးကိုမြန်မြန်ထည့်ပြီးတော့ပြီးသွားရင်ငပိရီကျိုးလေးကိုပါတစ်ခါရဲ့ထည့်ပေးလိုက်လို့ရပါပြီရှင်ငပိရီကျိုးကလေတော့ကအရင်နေ့ကကျိုးထားပြီးသားရှိနေရဲ့အကြံလေးကိုပါအရင်ထည့်သုံးလိုက်ပါရဲ့ဒါလေးကိုအပြည့်အနေထားကြည့်ပြီးတော့မှခုနကကျိုးထားတယ်ပေါ့နော်အသိငပိရီကျိုးလေးကိုထည့်ပေးရပါရဲ့ရှင်ဒီနေရာမှာလည်းကိုကအနေထားလေးကိုကြည့်ပြီးမှလုံးမထပ်ထည့်ရပါရဲ့နော်နှမို့ဆိုရင်တအားကျဲသွားရင်စားလို့မကောင်းပါဘူးပြီးရင်တော့လေပစုံလေးထည့်ပြီးတော့တဲထားလို့ရပါပြီရှင်သူ့ကိုလေးတေချာစုပ်ပွက်ပြီးတော့အခုလိုမျိုးအပြည့်အကျဲအနေအထားလေးကအနေတော့ဖြစ်ပြီးဆိုရင်တော့ကိုကချလို့ရပါပြီရှင်ဒီနေရာမှာကိုကအချုံမုံတို့စားတို့လိုတယ်ဆိုရင်ထည့်ပေးလို့ရပါရဲ့ရှင်တော့အချုံမုံလေးနည်းနည်းပဲထည့်ထားပါရဲ့စားငပိရီကျိုးရဲ့နေရာမှာတစ်ခါရဲထည့်ထားပြီးသားဖြစ်နေလို့ပါရှင်အခုဆိုရင်လေဒီငပိရီကျိုးလေးကတအားကိုစားကောင်းပါရဲ့ငပိရီရိုးရိုးကျိုးအားနဲ့မတူပဲနဲ့ငပိကိုပြန်ချက်ထားရဲ့ပုံစံလေးမလို့ပို့ပြီးတော့စားလို့မိမ့်ပါရဲ့ရှင်ပြီးတော့ရင်တော့ကစရွက်လေးကိုအလှည့်မြန်မဲ့ကြော်လိုက်ပါရဲ့ရှင်ကစရွက်လေးကိုတော့ကြက်သွန်ဖြူလေးနဲ့ခရီးစီလေးနဲ့ပဲငက်ပြားရဲ့အကျဉ်းလေးနဲ့ထည့်ပြီးတော့ဒါပုံမှန်ပဲပေါ့နော်ရိုးရိုးလေးပဲမြန်ကြော်လိုက်ပါရဲ့ရှင်နော်ကိုလေကစွန့်ကြော်ရဲ့နေရာမှာတအားကြီးနေမကြိုက်ဘူးပေါ့နော်အဲ့ဒီရောအခုလိုစိမ့်စိမ့်အနေထားလေးမှာပဲတော့ကချလိုက်ပါရဲ့ရှင်ပြောမဲ့တာပြောရပေါ့နော်ဒီကစွန့်ရကြော်လေးနဲ့ဒီငပိရင်နဲ့ဆိုရင်ဘာမှတော့အသားတော့မပါရမဲ့ထမင်းရလေးတအားကိုစားလို့မိမှာရဲ့ရှင်ဒါငပိရင်ကြိုက်တဲ့သူတွေအတွက်ဆိုရင်တော့ပို့ပြီးတော့စားလို့မိတာပေါ့နော်ပြီးတော့ကတရက်တီးတူစရာလေးတွေရဲ့ခရမ်းတီးပြုတ်လေးတွေရဲ့ဆလက်ရွက်လေးတွေရဲ့အိမ်မရှိရဲ့တူစရာလေးနဲ့တွဲဖက်ပြီးတော့ပြင်ဆင်လိုက်ပါရဲ့ရှင်အခုဆိုရင်တော့ထမင်းတအားကိုစားလို့မိနဲ့ငပိရီကျိုးချက်လေးနဲ့ဟင်းတွဲဆက်လေးရပါပြီရှင်ဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်